ငွေစုတက်ပြီလားငွေစရုံနဲ့မလုံလောက်တော့ဘူးငွေကိုငွေထက်ရှာခိုင်းမဲ့ရင်းနှီးမြှုပ်နှံမှု9နည်းနံပါတ်1အိမ်ချမ်းပြီးရင်းနှီးမြှုပ်နှံခြင်းအိမ်ချမ်းပြီးဟာအရေးကြီးတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်ဥပမာတဲ့မှာစက်သိန်း9000ရှိတယ်ဆိုပါစို့မြို့ပြန်မှာမြေကွက်တစ်ကွက်ဝယ်လိုက်ပါတယ်နှစ်အနေငယ်အကြာမှာပဲအဲ့ဒီဒေတာကဖွံ့ဖြိုးလာတာနဲ့အမျှတဲ့မြေကွက်လေးတက်မိုးတက်လာမှာဖြစ်ပါတယ်ပိုကောင်းတာကအဲ့ဒီမြေကွက်ပေါ်မှာတိုက်ခန်းငှားရမှုအစာဦးစောက်ထားရင်လစဉ်ဝင်ငွေရနိုင်ပါသေးတယ်နံပါတ်2ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုယ်ပိုင်လုပ်ငန်းကစွန့်စားရတာများပေမဲ့အမျက်ဆုံးလည်းအများဆုံးရနိုင်တဲ့နည်းလမ်းပါဥပမာစောက်တော့ဆိုင်လေးဖွင့်မယ်ဆိုရင်တဲ့မှာ7,300လောက်ရင်းနှီးရပါမယ်ဆိုင်ကန်ငှားပရိဘောကနဲ့ချက်ပြုတ်ရေးပစ္စည်းတွေဝယ်စပွဲတို့နဲ့စပုံမှုခံထားဖို့ပါတလကိုအယောင်7,150ရရင်အမျက်20ရာခိုင်နှုန်းလောက်ရမယ်ဆိုရင်တလကို330လောက်ကျန်နိုင်ပါတယ်နံပါတ်3 stock share ရင်းနှီးမြှုပ်နှံခြင်းရှယ်ယာဈေးကွက်မှာကုမ္ပဏီကြီးတွေရဲ့ရှယ်ယာဝယ်ယူထားခြင်းဖြင့်နှစ်စဉ်အမြတ်ဝေစုရရှိနိုင်ပါတယ်ဥပမာတင်က7,100လောက်နဲ့နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ရှယ်ယာဝယ်ထားရင်တစ်နှစ်ကို10ရာခိုင်နှုန်းလောက်အမြတ်ရနိုင်ပါတယ်ဒါအပြင်ရှယ်ယာဈေးတက်လာရင်ရောင်းချပြီးမတီငွေအမြတ်လေးရနိုင်ပါသေးတယ်နံပါတ်4 online စီးပွားရေးခေတ်ကာလနဲ့ညီ online ပေါ်ကစီးပွားရေးတွေကအရန်ခိုင်မာလာပါပြီဥပမာတင်မှာ750လောက်ရှိရင် Facebook Shop လေးစတင်နိုင်ပါတယ်ကွန်ပျက်စီးတွေဝယ်ယူသွလောင်ထားပြီး online ကနေရောင်းချတာမျိုးပါတလကိုအယောင်750ရရင်အမြတ်30ရာခိုင်နှုန်းလောက်နဲ့တလကို15သိန်းလောက်ကျန်နိုင်ပါတယ်လူငားစရာမလိုတာကအားသာချက်ပါနံပါတ်5ငွေစုပန်အငွေနဲ့ဘွန်းလက်မှတ်များအဲ့လိုရှိပြီးတော့ဘဏ်အငွေကအနည်းဆုံးနဲ့တိတ်ကြတဲ့အကျိုးရတဲ့နီလန်ပါဥပမာတဲ့မှာ7သိန်းတစ်နှစ်စာစည်ရင်းရှင်အငွေအဖြစ်ရှိမယ်ဆိုရင်800ခိုင်နှုန်းလောက်နဲ့တစ်နှစ်ကို380လောက်အကျိုးရနိုင်ပါတယ်အစိုးရဘွန်းလက်မှတ်တွေကလည်းအလားတူပါပဲအားလုံးကိုအသုံးချနည်းအချို့ထပ်ပြောပြပါမယ်ရင်းနှီးမြှုပ်နှံမှုတွေကိုဘယ်လိုစီမံကြမလဲဆိုတော့နံပါတ်1ရရှိတဲ့ဝင်ငွေကိုခွဲခြမ်းစိတ်ဖြာပါလစဉ်စုဆောင်ငွေ30ရာခိုင်နှုန်းအရေးပေါ်သုံးငွေ20ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှုအတွက်50ရာခိုင်နှုန်းစသဖြင့်ခွဲခြားထားသင့်ပါတယ်နံပါတ်2မတူတဲ့နီးလန်းတွေကိုရော့ဆက်သုံးပါဥပမာငွေကျပ်3,000ရှိရင်ဘဏ်အငွေ40ရာခိုင်နှုန်း3,400အိမ်ချမ်းမြေ30ရာခိုင်နှုန်း3,300ရှယ်ယာ20ရာခိုင်နှုန်း3,200ကိုယ်ပိုင်လုပ်ငန်း10ရာခိုင်နှုန်း3,100စသဖြင့်ခွဲမြှုပ်နှံနိုင်ပါတယ်နံပါတ်3စဉ်ဆက်မပြတ်လေ့လာပါစီးပွားရေးသတင်းတွေဖတ်ရှုခြင်းအောင်မြင်တဲ့စီးပွားရေးသမားတွေရဲ့အတွေ့အကြုံတွေလေ့လာခြင်းစီးပွားရေးဆိုင်ရာသင်တန်းတွေတက်ရောက်ခြင်းတို့လှုပ်ဆောင်သင့်ပါတယ်တတိပြရမှာကရင်းနှီးမြှုပ်နှံမှုတိုင်းမှာအနည်းရရှိရဆိုတာပါပဲဒါကြောင့်မိမိနားလည်တဲ့နယ်ပယ်မှာပဲရင်းနှီးမြှုပ်နှံပါတခုတည်းမှာအားလုံးမထည့်ပါနဲ့ရှေ့ရှေ့အမြင်နဲ့စဉ်းစားပါအရေးပေါ်သုံးငွေအမြဲတည်တံ့ထားပါဥပဒေနဲ့အညီဆောင်ရွက်ညီကုန်းချုပ်အနေနဲ့ပြောရရင်ငွေကိုငွေထပ်ရှာပေးနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာစိတ်ရှည်လက်ရှည်လှုပ်ဆောင်ရတဲ့ကိစ္စဖြစ်ပါတယ်မိမိရဲ့အခြေအနေစွမ်းဆောင်နိုင်စွမ်းဆွမ်းဆောင်ရည်နဲ့ကိုက်ညီတဲ့နီလန်းကိုရွေးချယ်ပြီးစနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်အောင်မြင်မှုရရှိမှသိကြပါတယ်